မင်္ဂလာပါရှင်ကျမ်းမာရေးဗဟုသုတအနေနဲ့ဒီနေ့မျှဝေပေးချင်တာကလိန်စွမ်းဆောင်ရည်ကိုတဘာဝနီးလန်းနဲ့မြင့်တင်ပေးနိုင်မဲ့အစားအစာတွေအကြောင်းပါဈေးနှုန်းလဲသက်သာပြီးအိမ်တိုင်းလိုအလွယ်တကူဝယ်ယူနိုင်တဲ့အစားအစာတွေဖြစ်လို့မိသားစုကျန်းမာရေးအတွက်ပါစားသင့်ကြောင်းအကြံပြုချင်ပါတယ်နံပါတ်1ဟင်းနုနယ်ရွက်တန်တက်ကြွယ်ဝပြီးသွေးလည်ပတ်မှုကောင်းစေပါတယ်နံပါတ်2ဖရဲသီးသွေးကြောကျယ်စေတဲ့စီထရူလင်းပါဝင်ပါတယ်နံပါတ်3ထောပတ်သီးကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေနဲ့ဗီတာမင်အီးကျွယ်ဝပါတယ်။နံပါတ်4ကြက်သွန်ဖြူသွေးလည်ပတ်မှုကိုအားကောင်းစေတယ်။နံပါတ်5ငှက်ပျောသီးပိုတက်ဆီယမ်ကျွယ်ဝပြီးစွမ်းအင်ပေးပါတယ်။နံပါတ်6ကြက်ဥပရိုတင်းနဲ့ဇင်းဓာတ်တွေများစွာပါဝင်ပါတယ်။နံပါတ်9ချောကလက်အမဲသွေးလည်ပတ်မှုကောင်းစေတယ်။နံပါတ်10တစ်ကြားသီးအိုမီဂါ3ဖက်တီအက်ဆစ်ပါဝင်ပါတယ်။နံပါတ်9ခရမ်းချင်သည့်တုပ်ပိုးရည်သွေးကိုကောင်းစေပါတယ်။နံပါတ်10ပဲမျိုးဇင်းတက်ကြွယ်ဝပါတယ်။ဒီအစားအစာတွေကိုပုံမှန်စားသုံးပေးဖို့အကြံပြုချင်ပါတယ်။တစ်နေ့ကိုအနည်းဆုံးရေ8ခွက်တောက်ဖို့နဲ့ပုံမှန်ကိုလက်လှုပ်ရှားမှုလုပ်ဖို့လည်းမမေ့ပါနဲ့။အရက်နဲ့ဆေးလိပ်ကိုတော့တတ်နိုင်သမျှရှောင်ကျဉ်ဖို့အထူးအကြံပြုချင်ပါတယ်။ဒီချက်လေးတွေကိုလိုက်နာမယ်ဆိုရင်တင့်ရဲ့လိန်စွမ်းဆောင်ရည်ကိုတဘာဝအတိုင်းမြင့်တင်နိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုလေးကအကျိုးရှိမယ်ထင်ရင်တငယ်ချင်းတွေကိုလည်းမျှဝေပေးပါမေးစရာရှိရင်အောက်က comment မှာမေးမြန်းနိုင်ပါတယ်နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေအတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်